ဇလန်လေးကယူကရိန်းနိုင်ငံကရွာငယ်လေးတရွာမှာရှိတဲ့အိမ်လေးတစ်လုံးနဲ့စတင်ထားပါတယ်။အဲ့ဒီအိမ်လေးမှာပျော်ရွှင်စွာနေထိုင်နေကြတဲ့ဇနီးမောင်နဲ့2ယောက်ရှိပါတယ်။ယောက်ျားဖြစ်သူရဲ့နာမည်ကမာကိုလာဖြစ်ပြီးဇနီးဖြစ်သူကတော့နာစတီယာပါ။နာစတီယာကပကြီးဆွဲတဲ့အမှုပညာရှင်တစ်ယောက်ဖြစ်ပြီးတော့မာကိုလာကတော့အနီးနားကကျောင်းတစ်ကျောင်းမှာကလေးတွေကိုသင်ချသင်ပေးနေတဲ့ကျောင်းဆရာတစ်ယောက်ဖြစ်ပါတယ်။သူကအရန်တော်တဲ့ဆရာတစ်ယောက်ဖြစ်ပြီးကလေးတွေအားလုံးကသူ့ကိုချစ်ကြပါတယ်။ဒါပေမဲ့Avon လို့ခေါ်တဲ့ကောင်လေးတယောက်ကလွှဲရင်ပေါ့ Avon ကအရန်ဆိုးသွက်တဲ့ကောင်လေးပါသူကကျောင်းမှာနေ့တိုင်းဆရာမာကိုလာကိုဒုက္ခပေးလေးရှိပါတယ် Avon ကချမ်းသာတဲ့မိသားစုကဆင်းသက်လာပြီးမာကိုလာကတော့ဆင်းရဲပါတယ်ဒါကြောင့်ပဲ Avon ကမာကိုလာရဲ့ရုပ်ရည်နဲ့အဝတ်အစားတွေကိုအမြဲတမ်းလှောင်ပြောင်လေးရှိပါတယ်သူကမာကိုလာသူ့ကိုစိတ်တူပြီးရိုင်းနှက်လာအောင်ရည်ရွယ်ချက်ရှိနဲ့ရိုင်းပြနေခဲ့တာပါအဲ့လိုလက်ပါလာရင်ကျောင်းကြီးစီကိုတိုင်တော်ပြီးမာကိုလာကိုကြောင်းထုတ်ခံရအောင်လုပ်ဖို့ပေါ့ဒါပေမဲ့မာကိုလာကအရန်တည်ငြိမ်နေသူပါအေဗွန်ရဲ့စကားတွေကသူ့ကိုမထိခိုက်စေပဲသူ့ဘဝမှာသူ့ကိုယ်သူပျော်ရွှင်အောင်ပဲနေထိုင်ခဲ့ပါတယ်မာကိုလာတို့အိမ်မှာ TV လိုမျိုး electronic ပစ္စည်းတွေမရှိတဲ့အတွက်ပြင်ပကဘာကသတင်းတွေကိုသူမသိခဲ့ရပါဘူးဒီနေ့မှာတော့မာကိုလာကျောင်းမှာရှိနေတော့ရုရှားကယူကရိန်းကိုတိုက်ခိုက်လိုက်ပြီးဆိုတဲ့သတင်းကို TV ကနေကြားလိုက်ရပါတယ်စစ်သားတွေအများကြီးတိတ်ဆုံးခဲ့ပြီးရုရှားကယူကရိန်းရဲ့နေရာတော်တော်များများကိုသိမ်းပိုက်လိုက်ပြီးလို့ဆိုပါတယ်။ညနေဘက်မာကိုလာအိမ်ပြန်ရောက်တဲ့အချိန်မှာတော့သူ့ဇနီးကိုဝင်ရှိနေပြီဆိုတာကိုသိလိုက်ရပါတယ်။မာကိုလာတယောက်ဖခင်ဖြစ်တော့မှမို့အရန်ကိုဝမ်းသာပျော်ရွှင်သွားခဲ့ပြီးသူတို့နှစ်ယောက်ဒီပျော်ရွှင်မှုကိုအတူတူကျင်းပခဲ့ကြပါတယ်။နောက်တစ်နေ့မှာတော့မာကိုလာဟာဇနီးဖြစ်သူကိုနှုတ်ဆက်ပြီးကျောင်းကိုစပိန်လေးနဲ့ထွက်လာခဲ့ပါတယ်။လမ်းမှာယူနီဖောင်းတစ်မျိုးဝတ်ထားပြီးဆေးလေးတောက်နေတဲ့စစ်သားနှစ်ယောက်ကိုတွေ့လိုက်ရပါတယ်။အဲဒီယူနီဖောင်းကယူကရိန်းစစ်သားတွေရဲ့ယူနီဖောင်းနဲ့လုံးဝမတူတာကြောင့်မာကိုလာနည်းနည်းတော့ထူးဆန်းသွားခဲ့ပါတယ်။ဒါပေမဲ့အစိုးရကစစ်သားတွေရဲ့ယူနီဖောင်းကိုပြောင်းလိုက်တာနေမှာပဲလို့တွေးလိုက်ပြီးကျောင်းကိုအမြန်သွားခဲ့ပါတယ်။ကျောင်းထဲကိုရောက်တဲ့အခါတကျောင်းလုံးဘယ်သူမှမရှိပဲဟာလာဟင်းလိမ့်ဖြစ်နေတာကိုသူတွေးလိုက်ရပါတယ်။ကလေးတစ်ယောက်မှကျောင်းမလာကြပါဘူး။ဒါကိုမြင်တော့သူစိတ်ပူသွားပါတယ်။ပြီးတော့ TV သတင်းမှာရုရှားစစ်သားတွေယူကရိန်းကိုသိမ်းပိုက်ဖို့ဝင်ရောက်လာပြီဆိုတာကိုကြည့်လိုက်ရပါတယ်။အဲဒီတော့မှလမ်းမှာသူတွေ့ခဲ့တဲ့စစ်သားတွေကရုရှားစစ်သားတွေဆိုတာသူသဘောပေါက်သွားပါတယ်။ဒါနဲ့အိမ်မှာတယောက်တည်းကြံခဲ့တဲ့သတင်းတွေအတွက်စိုးရင်ပြီးစပိန်ကိုချက်ချင်းခွာကအိမ်ကိုအမြန်ပြန်ပြေးခဲ့ပါတယ်။ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီ။မာကိုလာအိမ်ပြန်ရောက်တော့ရုရှားစစ်သား2ယောက်ကသူ့ဇနီးကိုအပြင်းထန်ရိုက်နှက်နေတာကိုတွေ့လိုက်ရပါတယ်။မာကိုလာကဝင်ကဲဖို့ကြိုးစားပေမဲ့စစ်သားတွေကသူ့ကိုပါဝိုင်းရိုက်ကြပါတယ်။ကျွန်တော်တို့ကိုမရိုက်ပါနဲ့ကျွန်တော်မိမမှာကိုဝင်ရှိနေလို့ပါဆိုပြီးတော့သူတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့စစ်သားတွေကနားမထောင်ပဲသူတို့နှစ်ယောက်လုံးကိုဆက်တိုက်ရိုက်နှက်နေခဲ့ပါတယ်။အချိန်တော်ကြတော့ရုရှားစစ်သားတယောက်ကမာကူလာရဲ့အိမ်ကိုမှွေနှောက်ရှာဖွေပါတယ်။အသုံးဝင်မဲ့ပစ္စည်းပါတစ်ခုမှမတွေ့တဲ့အခါဒေါသထွက်ပြီးအိမ်ကိုမီးရှို့ကထွက်သွားဖို့ပြင်มาတော့တယ်။ကို့အိမ်လေးမီးလောင်နေတာကိုမြင်တော့နာစတီယာဒေါသထွက်ပေါက်ကွဲသွားပါတယ်။သူမကကဲတလုံးကိုကောက်ကင်ပြီးရုရှားစစ်သားတွေကိုလမ်းပေါက်ခဲ့ပါတယ်။ဒါကိုမြင်တော့စစ်သားတယောက်ကတနက်နဲ့ပြစ်လိုက်တဲ့အတွက်နာစတီယာပွဲချင်းပြီးတေဆုံးသွားခဲ့ရပါတယ်။သူမျက်စိရှိမှတဲ့ဇနီးတွေတေဆုံးသွားတာကိုမြင်လိုက်ရတဲ့မာကူလာအတွက်ကတော့ကဘာကြီးပြတ်သွားသလိုကြေကွဲခဲ့ရပါတယ်။သူဇနီးတွေစီပြေးသွားပြီးပွေဘက်ကရှိုက်ကြီးတငယ်ငိုကြွေးပါတော့တယ်။နိုင်နေငယ်ကြမှာတော့ယူကရိန်းစစ်သား2ယောက်ရောက်လာပါတယ်။မာကူလာရဲ့ဇနီးတွေတေဆုံးနေတာကိုမြင်တော့သူတို့လည်းအရန်စိတ်မကောင်းဖြစ်သွားကြပြီးမာကိုလာရဲ့ပကုံးကိုကန်ပြီးစိတ်မလျှော့ဖို့အားပေးခဲ့ကြပါတယ်။အဲဒီနောက်စစ်သား2ယောက်ကနာစီယာအတွက်မြေချင်းတူပေးခဲ့ပြီးမာကိုလာကိုသူ့ဇနီးရဲ့အလောင်းကိုမြုပ်နှံခွင့်ပေးခဲ့ပါတယ်။ဇနီးတွေတိတ်ဆုံးသွားပြီးနောက်မာကိုလာတယောက်လုံးဝကိုကြေကွဲပျက်စီးသွားခဲ့ရပြီးအခုတော့သူဟာလုံးဝအထီးကျန်သွားခဲ့ရပါပြီ။ရုရှားစစ်သားတွေဟာသူ့ဇနီးကိုတိုက်ရုံနဲ့မကပဲသူ့ဘဝတစ်ခုလုံးကိုပါဖျက်ဆီးပစ်ခဲ့တာပါ။အိမ်ကိုလည်းမီးရှို့ခဲ့သလိုမမွေးဖွားလာရတဲ့သူ့ကလေးကိုလည်းတပ်ပစ်ခဲ့ကြပါတယ်။အခုတော့မာကူလာရဲ့ရင်ထဲမှာဂလဲစားခြေခြင်းနဲ့မီးတောက်တွေတောက်လောင်နေပါပြီ။ဘာပဲဖြစ်ဖြစ်သူ့ဇနီးကိုပြစ်တက်ခဲ့တဲ့ရုရှားစစ်သားကိုပြန်တက်ဖို့သူဆုံးဖြတ်လိုက်ပါတယ်။ဂလဲစားရှိဖို့တခုရဲတော်နီလန်ကတော့ယူကရိန်းစစ်တပ်ထဲဝင်ဖို့ပါပဲ။ဒါကြောင့်စစ်သား2ယောက်ကိုကျေးဇူးပြုပြီးကျွန်တော်ကိုခေါ်သွားပေးပါ။ယူကရိန်းစစ်တပ်ထဲဝင်ခြင်းလို့ပါလို့တောင်းဆိုခဲ့ပါတယ်။စစ်သားတွေကသဘောတူပြီးမာကူလာကိုသူတို့ရဲ့ကားနဲ့စစ်စခန်းတွေကိုခေါ်သွားခဲ့ပါတယ်။မထွက်ခွာခင်မှာမာကူလာဟာသူ့ကိုအကာအကွယ်ပေးဖို့သူ့ဇနီးကိုယ်တိုင်ထုစစ်ပေးထားခဲ့တဲ့တစ်သားရုပ်တုလေးကိုယူဆောင်သွားခဲ့ပါတယ်။စစ်စခန်းကိုရောက်တဲ့အခါတမှုကမာကူလာကိုမြင်တော့ဒေါသထွက်သွားပါတယ်။မာကူလာကိုတချို့ဖြစ်နိုင်တယ်ဆိုပြီးစစ်ထဲဝင်ခွင့်မပေးပါဘူး။ဒါပေမဲ့စစ်သား2ယောက်စီကနေမာကူလာရဲ့အကြောင်းအပြည့်အစုံကိုသိရတဲ့အခါမာကူလာကိုယ်တိုင်ကလည်းရုရှားစစ်သားတွေသူ့ဇနီးနဲ့မမွေးရသေးတဲ့ကလေးတွေကိုဘလို့ရဲရဲဆက်ဆက်တပ်ဖြတ်သွားပြီးအိမ်ကိုမိရှုသွားခဲ့ကြောင်းအားလုံးကိုပြောပြလိုက်ပါတယ်။
ကျွန်တော်မှာအသက်ရှင်နေဖို့အကြောင်းပြချက်မရှိတော့ပါဘူးအဲ့ဒီရုရှားစစ်သားတွေကိုတပ်ပြီးကျွန်တော်နိုင်ငံကိုလွတ်မြောက်အောင်ပဲလှုပ်ချင်တာပါလို့သူကဆိုပါတယ်ဒါကိုကြတော့တပ်မှုလဲစိတ်ထိခိုက်သွားပြီးမာဂူလာကိုစစ်သားအပြစ်လက်ခံဖို့သဘောတူလိုက်ပါတယ်နောက်တစ်နေ့မှာတော့မာဂူလာရဲ့လေ့ကျင့်ရေးတွေစတင်มาတော့တယ်သူဟာတာမန်ရဲသားတစ်ယောက်သာဖြစ်တာကြောင့်လေ့ကျင့်ရေးမှာအခက်အခဲများစွာကြုံတွေ့ရပါတယ်တတလုံးတင်ချာပဲတင်လာခဲ့ရတာဖြစ်ပြီးတနက်တွေအကြောင်းဘာမှနားမလည်ပါဘူးတခြားစစ်သားတွေရိုင်ဖယ်တွေကိုတက်ဆင်နေချိန်မှာမာဂူလာကသူတို့ထက်အများကြီးနှိကွေးနေပြီးအနောက်ကျဆုံးမှတက်ဆင်နိုင်ခဲ့ပါတယ်ဒါကိုကြည့်ပြီးအရာရှိကမာဂူလာဟာဘယ်တော့မှစစ်သားကောင်းတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူးလို့ထင်ခဲ့ပါတယ်ဒါပေမဲ့မာဂူလာကလက်မလျှော့ပဲလေ့ကျင့်ရေးမှာပဲအာရုံစိုက်နေခဲ့ပါတယ်တညမှာတော့မာဂူလာကသူ့အထက်အရာရှိကိုသူ့နာမည်အရင်အစား Raven လို့ပဲခေါ်ဖို့ပြောလိုက်ပါတယ် Raven လို့ကြားလိုက်တာနဲ့တခြားသူတွေအကုန်လုံးဝိုင်းရကြပါတော့တယ်အရာရှိကကုတ်နေပြီဆိုတာအလွယ်တကူရတာမဟုတ်ပဲနိုင်ငံအတွက်ကြီးကျယ်တဲ့စမ်းဆောင်ရည်ပြသနိုင်တဲ့စစ်သားမှသာရတိုက်ထားလို့ပြောခဲ့ပါတယ်မာဂိုလာကဒါကိုစိတ်မဆိုးပဲပို့ပြီးစူးစမ်းလာပါတယ်တခြားစစ်သားတွေအိတ်နေချိန်ညနေတဲ့အထိသူလေ့ကျင့်နေခဲ့ပါတယ်တနေ့မှာအရာရှိကစနိုက်ပါသမားလိုအပ်နေပြီးရုရှားတွေကိုတိုက်ခိုက်နိုင်ဖို့စနိုက်ပါသမားအရေးအတွက်တိုးဖို့လိုကြောင်းကြေညာခဲ့ပါတယ်ဘသူစနိုက်ပါသမားဖြစ်ချင်လဲလို့မေးတဲ့အခါစစ်သားတချို့မတက်ရက်ကြပြီးဒီထဲမှာမာဂိုလာလည်းပါဝင်ပါတယ်မာဂိုလာဝင်ရွေးခံတာကိုမြင်တော့တခြားသူတွေကထက်ရဲကြပြန်ပါတယ်အရာရှိကမာဂိုလာဟာရိုင်ဖယ်တလက်ကိုတောင်တေချာဖြုတ်တက်မလုပ်နိုင်သေးတဲ့အတွက်စနိုက်ပါသမားဖြစ်ဖို့အစဉ်သင့်မဖြစ်သေးဘူးလို့ပြောပါတယ်မာဂိုလာကသူစနိုက်ပါသမားကောင်းတစ်ယောက်ဖြစ်နိုင်ကြောင်းသက်သေပြဖို့အခွင့်အရေးတစ်ခုလောက်ပဲလိုကြောင်းအတင်းတောင်းဆိုခဲ့ပါတယ်သူ့ကိုစမ်းသပ်တဲ့အနေနဲ့အရာရှိကရိုင်ဖယ်ကိုစက္ကန့်20အတွင်းဖြုတ်တက်ဖို့စိန်ခေါ်လိုက်ပါတယ်ကိုသက်သေပြဖို့မာဂိုလာဟာမျက်လုံးကိုဝှက်နဲ့စီးပြီးရိုင်ဖယ်ကိုဖြုတ်ပြီးပြန်တက်ပြခဲ့ပါတယ်သူဟာဒီအလုပ်ကို18စက္ကန့်တည်းနဲ့ပဲပြီးမြောက်အောင်လုပ်နိုင်ခဲ့ပါတယ်မာဂိုလာရဲ့မြန်ဆန်မှုနဲ့ကျွမ်းကျင်မှုကိုမြင်ပြီးအားလုံးအံ့ဩသွားခဲ့ကြရပါတယ်အရင်ကလောင်ရခဲ့တဲ့သူတွေတောင်သူ့ကိုလက်ခုပ်တီးချီးကျူးလာကြပါတယ်အရာရှိကလည်းမာဂိုလာကိုသဘောကျသွားပြီးနိုင်ပါလေ့ကျင့်ရေးမှာထည့်သွင်းပေးလိုက်ပါတယ်လေ့ကျင့်ရေးကာလမှာတခြားသူတွေကိုခင်မီလက်နက်တွေပေးထားပေမဲ့မာဂိုလာကိုတော့Model Hound Rifle တစ်လက်သာပေးခဲ့ပါတယ်။မာဂိုလာကခင်မီ Rifle ကိုတောင်းပေမဲ့အရာရှိကအဲ့လက်နက်ကိုရဖို့အတွက်သူကိုယ်တိုင်သက်သေပြရမယ်လို့ပြောပါတယ်။တခြားရွေးချယ်စရာမရှိတဲ့အတွက်မာဂိုလာလည်းလက်နက်ဟောင်းကိုပဲယူပြီးဆက်လေ့ကျင့်ခဲ့ပါတယ်။အရာရှိကစနိုက်ပါသမားတစ်ယောက်ဟာဘလို့အခြေအနေမျိုးနဲ့ပဲကြုံကိုနေရာကနေတလက်မလောက်တောင်မရွှေ့ပဲပြစ်မှတ်ကိုဆက်ပြီးချိန်ရွယ်ထားရမယ်လို့သင်ပေးပါတယ်။ဒါကိုလေ့ကျင့်ဖို့အရာရှိကတင်နန်းသားတွေနားကိုတနက်နဲ့ပြစ်ပြပြီးကိုနေရာကနေရွှေ့သွားတဲ့စနိုက်ပါသမားမှန်သမျှကိုလေ့ကျင့်ရေးကနေထုတ်ဖယ်ပစ်ပါတယ်။မာဂိုလာလက်ရောက်တော့သူလုံးဝမလုပ်ပဲပြစ်မှတ်ကိုပဲဆက်ချိန်ထားခဲ့ပါတယ်။ဒီလိုနဲ့သူဟာစမ်းသပ်မှုကိုခံနိုင်ရှိဖြတ်ကျော်ပြီးစနိုက်ပါလေ့ကျင့်ရေးကိုအောင်မြင်သွားပါတယ်။နောက်လေ့ကျင့်ရေးတစ်ခုမှာတော့စနိုက်ပါသမားတွေကိုသူတို့ရဲ့ပြစ်မှတ်ကိုတစ်ချိန်ပဲပြသပြီးမျက်စိကိုအဝတ်နဲ့စီးခိုင်းထားပါတယ်။ဒီလေ့ကျင့်ခန်းမှာသူတို့ကပြစ်မှတ်ကိုမှန်းဆပြီးပြစ်ရမှာပါ။တခြားစစ်သားတချို့ဒီစမ်းသပ်မှုကိုအောင်မြင်ခဲ့ကြပါတယ်။ဒါပေမဲ့မာဂိုလာအလဲရောက်တော့သူ့တနက်ကအရန်ဟောင်းနေပြီးအတိအကျချိန်ရွယ်ဖို့ခက်ခဲခဲ့တာကြောင့်ပြစ်မှတ်နဲ့နည်းနည်းလွဲသွားပြီးစမ်းသပ်မှုကြရှုံးသွားပါတယ်။ဒါပေမဲ့မာဂိုလာကတနက်အစ်စ်ပေးထားရင်ပြစ်မှတ်ကိုအတိအကျမှန်အောင်ပြစ်နိုင်မယ်ဆိုတာအားလုံးကသိနေကြပါတယ်။နောက်လေ့ကျင့်ရေးတစ်ခုကတော့စနိုက်ပါသမားတွေအတွက်ပိုပြီးခက်ခဲပါတယ်။ညအမောင်ထဲမှာမိကြီးလင်းအောင်နဲ့ပြစ်မှတ်ကိုပြစ်ခတ်ရမှာဖြစ်ပါတယ်။အရာရှိကမိကြီးကိုပြစ်တင်လိုက်ပြီးအားလုံးကချိန်ရွယ်ပြစ်ခတ်ခဲ့ကြပေမဲ့ဘယ်သူမှပြစ်မှတ်ကိုမထိချပါဘူးတခြားသူတွေအကုန်လုံးကြီးစံတွေပြစ်ကုန်ပေမဲ့မာဂိုလာကတော့မပြစ်သေးပါဘူးမိကြီးရဲ့လင်းအောင်ထဲမှာတိုက်ရိုက်ချိန်ရွယ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့သူနားလည်သွားပါတယ်ဒါကြောင့်အရာရှိနောက်ထပ်မိကြီးတစ်ခုတက်ပြစ်တင်လိုက်တဲ့အခါသူကချက်ချင်းမပြစ်ဘဲမိကြီးလင်းအောင်ကိုတုံးပြီးပြစ်မဲ့ရဲ့အကွာဝေးကိုခံမှန်တွက်ချက်လိုက်ပါတယ်သူ့ရဲ့တင်ချပညာကိုတုံးချပြီးအတိအကျပြစ်ခတ်နိုင်ခဲ့ပါတယ်။ဒါကိုမြင်တော့အရာရှိရောကျန်တဲ့စစ်သားတွေကပါအံ့ဩမင်တက်သွားခဲ့ကြပါတယ်။အရင်ကဘယ်သူမှဒီလေ့ကျင့်ခန်းကိုမအောင်မြင်ခဲ့ဘူးပါဘူး။မာဂိုလာတယောက်တည်းပဲလုပ်နိုင်ခဲ့တာပါ။အရာရှိကသူ့ကိုအရင်သဘောကျသွားပြီးသူလိုချင်တဲ့ Raven ဆိုတဲ့ကုတ်နာမည်ကိုပေးလိုက်ပါတော့တယ်။ဒီလိုနဲ့နေ့ရက်တွေကုန်ဆုံးလာပြီးရက်နှင်းငယ်ကြမှာတော့ပုံမှုကြီးကမာဂိုလာစီထက်ရောက်လာပြီးမစ်ရှင်တစ်ခုသွားရမှာဖြစ်လို့ပစ္စည်းတွေသိမ်းဖို့ပြောပါတယ်။မကြခင်မှာပဲမာဂိုလာတို့အဖွဲ့အခင်းဖြစ်ပွားရာကိုရောက်သွားပြီးနေရာယူလိုက်ကြပါတယ်သူတို့ရုရှားစစ်သားတွေကိုပြစ်ခတ်တော့မဲ့အချိန်လေးမှာပဲကားတစ်စီးဂိတ်စီကိုမောင်းလာတာကိုတွေ့လိုက်ရပါတယ်ဗိုလ်မှူးကြီးကအားလုံးကိုမပြစ်ဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်တစ်ဖက်မှာတော့ရုရှားစစ်သားတွေကကားကိုတားပြီးအထက်ကလူတွေကိုအပြင်ထွက်ခိုင်းခဲ့ပါတယ်နိုင်ငံကူးလက်မှတ်တွေကိုစစ်ဆေးပြီးကားတစ်စီးလုံးကိုရှာဖွေပါတယ်အားလုံးအဆင်ပြေပုံရတဲ့အခါစစ်သားတွေကသူတို့ကိုသွားခွင့်ပြုလိုက်ပေမဲ့နိုင်ငံကူးလက်မှတ်တွေကိုတော့တင်ထားလိုက်ပါတယ်အဲ့လူတွေကသူတို့ရဲ့နိုင်ငံကူးလက်မှတ်တွေကိုပြန်တောင်းတဲ့အခါရုရှားစစ်သားတွေကသူတို့ကိုရဲရဲဆက်ဆက်ရိုက်နှက်ကြပါတော့တယ်။ဒါကိုမြင်တော့ဗိုလ်မှူးကြီးကပြစ်ဖို့အမိန့်ပေးလိုက်ပါတယ်။မျက်စိတမိတ်တွင်းမှာပဲစနိုက်ပါသမားကအားလုံးပြစ်ခတ်လိုက်ကြပြီးသူတို့ရဲ့ပြစ်မှတ်တွေကိုရှင်းလင်းလိုက်ကြပါတယ်။ဒီလိုနဲ့သူတို့ရဲ့ပထမဆုံးမစ်ရှင်အောင်မြင်
သွားပြီးဆုံးသွားခဲ့ပါတယ်။ mission ပြီးလို့အားလုံးစကန်ကိုပြန်ရောက်တဲ့အခါမာဂူလာကသူ့ရဲ့ရဲဘော်ရဲဘက်တော်တော်များများပျောက်နေတာကိုသတိထားမိလိုက်ပါတယ်။သူစိတ်ပူသွားပြီးကျန်တဲ့ကျွန်တော်ရဲဘော်တွေဘယ်မှာလဲလို့မေးလိုက်ပါတယ်။ကျန်တဲ့စစ်သားတွေကိုတခြား mission တစ်ခုစီလွှတ်ထားတယ်လို့အကြောင်းပြန်ပါတယ်။ဒီလိုနဲ့ရက်အနှဲငယ်ကြာပြီးနောက်မာဂူလာဟာသူ့အဖွဲ့နဲ့အတူနောက်ထပ် mission တစ်ခုစီကိုထွက်ခွာသွားခဲ့ရပါတယ်။တမန်နေရာကိုရောက်တဲ့အခါသူတို့ပတ်လည်မှာမိုင်းတွေထောင်ထားပြီးနေရာယူလိုက်ကြပါတယ်ခဏကြာတော့ရုရှားစစ်သားတွေဒီနေရာကိုရောက်လာကြပြီးသူတို့ထဲမှာအရင်ကကျောင်းမှာမာဂူလာကိုဒုက္ခပေးခဲ့တဲ့ Avon ဆိုတဲ့ကောင်လေးလည်းပါလာပါတယ်အခုတော့ Avon ကရုရှားစစ်တပ်ထဲဝင်သွားခဲ့ပါပြီဘုံမူကြီးကပြစ်ဖို့အမိန့်ပေးလိုက်တာနဲ့မာဂူလာသူ့တပည့်ဟောင်းကိုမတက်ချင်တဲ့အတွက်တုံဆိုင်သွားခဲ့ပါတယ်ဒါပေမဲ့နောက်တော့မာဂူလာဟာသူ့ရဲ့တန်ရုံးစင်တွေကိုဘေးဖယ်ထားပြီးအနီးနားမှာထောင်ထားတဲ့မိုင်းတွေကိုပစ်ခွဲလိုက်ပါတယ်ကြီးမားတဲ့ပောက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီး Avon အပါအဝင်ရုရှားစစ်သားအားလုံးတည်ဆုံသွားခဲ့ပါတယ်။ဂျင်နရီအားလုံးထိန်းချုပ်နိုင်သွားတဲ့အခါပုံမူကြီးကဒေါသတကြီးနဲ့ငါပြစ်ဖို့အမိန့်ပေးတဲ့ချိန်မင်းဘာတွေတွေးနေတာလဲလို့မာဂူလာကိုမေးခဲ့ပါတယ်။မာဂူလာကအဲ့ဒီရုရှားစစ်သားတွေထဲမှာကျွန်တော်ရဲ့တပည့်တစ်ယောက်ပါနေလို့ပါ။သူ့ကိုကျွန်တော်မသက်ချင်ခဲ့ဘူးလို့ပြန်ဖြေပါတယ်။ပုံမူကြီးက Avon တည်ဆုံသွားတဲ့စိတ်မကောင်းမဖြစ်ဖို့မာဂူလာကိုရှင်းပြခဲ့ပါတယ်။ဒီနေရာမှာသူကမင်းရဲ့တပည့်မဟုတ်တော့ဘူး။မင်းရဲ့ရန်သူပဲ။ရုရှားစစ်တပ်ထဲဝင်တာကသူ့ဆုံးဖြတ်ချက်ပဲဒါကြောင့်သူ့အတွက်မင်းစိတ်မကောင်းဖြစ်စရာမလိုဘူးလို့ပြောခဲ့ပါတယ်မရှင်ပြီးတော့သူတို့အားလုံးစကန်ကိုပြန်လာခဲ့ကြပါတယ်ပုံမှုကြီးကမာဂူလာကိုလုံးဝယုံကြည်သွားပြီးအချိန်အများစုကိုသူ့နားမှာပဲကုံဆုံးစေခဲ့ပါတယ်ပုံမှုကြီးကမာဂူလာကိုသူ့မိသားစုတပ်ပုံလေးပြပြီးသူ့မိသားစုမှာလူ3ယောက်ရှိကြောင်းပြောပြပါတယ်ငါသမီး2ယောက်လုံးကသူတို့အဖေစစ်သားဆိုတာမသိကြဘူးငါစီးပွားရေးအလုပ်လုပ်နေတယ်လို့ပဲပြောထားတာငါမိမကတော့သူတို့ကိုအမှန်တရားမပြောပြထားဘူးလို့ဆိုပါတယ်။ဒါကိုကြတော့မာဂူလာကလည်းရုရှားစစ်သားတွေသူ့ဇနီးကိုဘလို့ရဲရဲဆက်ဆက်တပ်ဖြတ်သွားခဲ့ပုံအကြောင်းသူ့ဘဝဇာတ်ကြောင်းကိုပြန်ပြောပြခဲ့ပါတယ်။ဒီအကြောင်းကိုပြောရင်မာဂူလာအရန်စိတ်ထိခိုက်သွားပေမဲ့ဗိုလ်မှူးကြီးကသူ့ကိုနှစ်သိမ့်ပေးခဲ့ပါတယ်။နောက်တစ်နေ့မနေ့မှာတော့သူတို့အားလုံးနောက်ထပ် mission တစ်ခုအတွက်ထွက်ခွာသွားခဲ့ကြပါတယ်။ရုရှားစစ်သားတို့ဒီလမ်းကနေဖြတ်သွားမယ်ဆိုတဲ့သတင်းရထားလို့ဒီ mission ကအရန်ကိုအရေးကြီးပါတယ်။ဗိုလ်မှူးကြီးနဲ့မာဂူလာတို့ဟာနေရာကိုအမြန်ရောက်သွားပြီးနေရာယူလိုက်ကြပါတယ်။အချိန်နဲ့ငယ်ကြာတဲ့အခါဂျန်တဲ့အဖွဲ့သားတွေကိုစောင့်နေတဲ့ရုရှားစစ်သား2ယောက်ကိုသူတို့တွေ့လိုက်ရပါတယ်။ဒီခါမာဂူလာဟာမာဂူလာကဒီစစ်သား2ယောက်ထဲကတစ်ယောက်ကသူ့ဇနီးကိုပြစ်တက်ခဲ့တဲ့သူဖြစ်နေတာကိုသတိထားမိလိုက်ပြီးအခုအဲ့လူကသူ့ပြစ်မှတ်ထဲတဲ့ရောက်နေပါပြီ။မာဂူလာကပြစ်ခွတ်တောင်းပေမဲ့ပုံမှုကြီးကခွင့်မပြုပါဘူး။သူ့ရှေ့မှာရက်နေတဲ့သူကသူ့ဇနီးကိုတတ်ခဲ့တဲ့သူဖြစ်လို့မာဂူလာရဲ့ဒေါသတွေထောင်းကနေထွက်လာပါတယ်။ဇနီးတွေတိတ်ဆုံးမှုအတွက်ဂလေသားခြေဖို့ဒီအချိန်လေးအတွက်ပဲသူစစ်တပ်ထဲဝင်ခဲ့တာပါသူထပ်ပြီးပြစ်ခွင့်တောင်းပေမဲ့ဗိုလ်မှူးကြီးကထပ်ပြီးညှင်းပယ်ခဲ့ပါတယ်သူစိတ်ခံစားချက်တွေကိုဆက်ပြီးမထိန်နိုင်တော့တဲ့အဆုံးမာဂူလာတနက်နဲ့လှမ်းပြီးပြစ်လိုက်ပါတယ်အဲဒီစစ်သားပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်ဒါပေမဲ့ဆိုရတာကရုရှားစစ်သားတွေကသူတို့ရဲ့တည်နေတာကိုသိသွားတာပါပဲဗိုလ်မှူးကြီးကမာဂူလာဘက်လှည့်ပြီးမင်းဘာလုပ်လိုက်တာလဲလို့အော်ပြောလိုက်တယ်ဗိုလ်မှူးကြီးကစီရီအနားမှာရှိနေတာကိုသိလိုက်ရပြီးသူ့နေရာကိုစတင်ရှာဖွေပါတော့တယ်သူစီရီရဲ့တီနေရာကိုမတွေ့ခင်မှာပဲစီရီကဗိုလ်မှူးကြီးရဲ့ခေါင်းကိုချိန်ပစ်လိုက်တဲ့အတွက်ဗိုလ်မှူးကြီးပွဲချင်းပြီးကြာဆုံးသွားခဲ့ပါတယ်အခုတော့သူဘလောက်တောင်ဆိုးရွားတဲ့အမားကြီးကိုလုံးမိသွားပြီလဲဆိုတာမာဂူလာနားလည်သွားပါပြီသူ့အမားကြောင့်ပဲဗိုလ်မှူးကြီးအသက်ဆုံးရှုံးခဲ့ရတာပါရုရှားတွေကသူတို့ရဲ့တီနေရာကိုတိသွားပြီဆိုတာမာဂူလာသိလိုက်ရပါတယ်တစ်ဖက်မှာတော့ရုရှားစစ်သားတွေကမာဂူလာတို့အဖွဲ့ကိုပြင်းပြင်းထန်ထန်ပစ်ခတ်ပုံကျဲပါတော့တယ်အချိန်ကြီးဆိုးလာတာကိုမြင်တော့မာဂူလာဆုတ်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်သူပုံမှုကြီးရဲ့ရုပ်အလောင်းကိုကောက်မှပြီးသူတို့နေရာကနေစတင်ဆုတ်ခွာခဲ့ပါတယ်။တိတ်မကြခင်မှာပဲသူရန်သူနေမြေကနေလွတ်မြောက်သွားပြီးစကန်ကိုရောက်သွားပါတယ်။မာဂူလာဟာပုံမှုကြီးကြာဆုံးသွားတဲ့အတွက်အရန်ကိုကြည်ကွဲဝန်းနေရပြီးသူ့ကိုယ်သူပြစ်တင်နေခဲ့ပါတယ်။စီရီကိုတက်ပြီးပုံမှုကြီးအတွက်ကလေးစားချိန်မယ်လို့သူကတိပြုလိုက်ပါတယ်။မကြခင်မှာပဲမာဂူလာဟာရုရှားစနိုက်ပါ2ယောက်အကြောင်းသတင်းရလိုက်ပြီးနောက်ထပ်မစ်ရှင်အတွက်ချက်ချင်းထွက်သွားခဲ့ပါတယ်။သူနေရာကိုရောက်တော့တေချာချိန်ရွယ်ပြီးထိုင်ဆောင်နေခဲ့ပါတယ်။မကြခင်မှာပဲစနိုက်ပါတယောက်ကိုသူတတ်နိုင်ခဲ့ပါတယ်။အဲဒီစနိုက်ပါကိုတတ်နေတော့နောက်ထပ်စနိုက်ပါတယောက်ကမာဂူလာရဲ့လက်မောင်းကိုပစ်လိုက်ပေမဲ့သူလက်မလျှော့ပဲဒုတိယစနိုက်ပါကိုပါဘလို့နီးနေမဆိုတက်ပြစ်နိုင်ခဲ့ပါတယ်။ဒဏ်ရာအပြင်းထန်ရသွားတဲ့အတွက်အနားယူဖို့လက်ဝက်စကန်တစ်ခုစီကိုသူဆုတ်ခွာခဲ့ပါတယ်။အဲဒီချိန်မှာပဲစစ်တပ်ကဗိုလ်မှူးစီကနေဖုံးဝင်လာပြီးဗိုလ်မှူးကြီးကိုတက်သွားတဲ့စနိုက်ပါသမားကိုသူတို့ခွဲခြားသိရှိသွားပြီလို့မာဂူလာကိုပြောပါတယ်။အဲဒီနောက်မာဂူလာစကန်ကိုပြန်လာခဲ့ပြီးဗိုလ်မှူးကစနိုက်ပါသမားအကြောင်းကိုအားလုံးကိုရှင်းပြပါတော့တယ်။အဲ့ဒီစနိုက်ပါသမားရဲ့နာမည်ကစီရီဖြစ်ပြီးရုရှားရဲ့အကောင်းဆုံးစနိုက်ပါသမားဖြစ်ကြောင်းဗိုလ်မှူးကပြောပါတယ်။စီရီရဲ့ပြစ်မှတ်ကဒီနေ့အထိတခါမှမလွဲခဲ့ဘူးလို့လည်းသူကထပ်ပြီးတော့ပြောပါတယ်။စီရီဟာယူကရိန်းရဲ့အတော်ဆုံးစနိုက်ပါသမား
6ယောက်ကိုတတ်ခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်သူ့ကိုအထင်မသေးသင့်ဘူးလို့သတိပေးပါတယ်။ ဆီရီဟာယူကရိန်းစစ်သားတွေကိုအရင်တက်ပြီးမှသူတို့တေဆုံးသွားတဲ့ဗီဒီယိုတွေကို social media ပေါ်မှာတင်ပြီးယူကရိန်းတပ်ဖွဲ့တွေရဲ့စိတ်ဓာတ်ကိုကျဆင်းအောင်လုပ်လေးရှိတယ်လို့ပုံမှန်ကရှင်းပြပါတယ်။အခုတော့အစီအစဉ်ဆွဲပြီးသူတို့ကဆီရီရှိတဲ့နေရာကိုအဖွဲ့နှစ်ဖွဲ့နဲ့ချင်းကပ်ကြမှာပါ။အစီအစဉ်ကပထမအဖွဲ့ကရုရှားစစ်သားတွေကိုအရှေ့ဘက်ကနေတိုက်ခိုက်ပါမယ်။သူတို့လှုပ်ရှုပ်နေချိန်မှာဒုတိယအဖွဲ့ကနောက်ဘက်ကနေဝင်တိုက်ခိုက်ပါမယ်။အဲဒီလိုအာယုံလွဲထားတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးမာဂိုလာကအဆောက်အုံထဲဝင်ကဆီရီကိုတက်ရမှာပါ။အစီအစဉ်ကိုတီးပြုတ်ပြီးတာနဲ့သူတို့တတ်မှတ်နေရာကိုထွက်လာခဲ့ကြပါတယ်။အခင်းဖြစ်ပွားရာကိုရောက်တာနဲ့စနိုက်ပါသမားအားလုံးနေရာယူပြီးစတင်ချိန်ရွယ်ကြပါတယ်။ဒီတော့တွင်မာဂိုလာကလည်းအဆောက်အုံထဲကိုတိတ်တဆိတ်ဝင်ရောက်သွားပြီးစကားပြောနေတဲ့ရုရှားစစ်သား2ယောက်ကိုတွေ့လိုက်ရပါတယ်။မာဂိုလာဟာအချိန်ဆွဲမနေပဲ2ယောက်လုံးကိုတတ်လိုက်ပြီးအဆောက်အုံထဲကိုဆက်ပြီးဝင်သွားပါတယ်။မာဂိုလာကအစီအစဉ်တိုင်းသူ့ရဲ့အဖွဲ့ကိုအချက်ပြလိုက်ပါတယ်။အချက်ပြတာကိုရချင်းပဲအဲဒီမှာရှိတဲ့စနိုက်ပါသမားတွေကပစ်ခတ်ကြပြီးရုရှားစစ်သားတွေကိုတပ်ပစ်လိုက်ကြပါတယ်။တစ်ဖက်မှာတော့ဆီရီဟာသူ့ရဲ့အဖွဲ့သားတွေတဲကဘယ်သူမှသူ့စီသတင်းမပို့တာကိုသတိထားမိသွားပါတယ်။တခုခုမှားရွေးနေပြီလို့ခံစားရတာကြောင့်သူအဆောက်အုံရဲ့ခေါင်းမိုးပေါ်ကိုတက်သွားပါတယ်။ခေါင်းမိုးပေါ်မှာရုရှားစနိုက်ပါသမားတစ်ယောက်ရှိနေနေမိသားပါ။ဒါပေမဲ့ဆီရီသူ့စီရောက်သွားတော့အဲ့ဒီစနိုက်ပါသမားတင်နေတာကိုတွေ့လိုက်ရပါတယ်။ယူကရိန်းစစ်သားတွေသူ့ကိုအရက်မျက်နှာအသီးသီးကနေဝိုင်းထားပြီးဆိုတာသိလိုက်ရလို့ဆီရီရဲ့ရင်ထဲမှာထိတ်လန့်သွားပါတယ်။သူစကန်ကိုဆက်သွယ်ပြီးအကူအညီတောင်းပေမဲ့နောက်ထပ်ကူညီမဲ့အဖွဲ့ရောက်ဖို့နောက်ထပ်10မိနစ်ကြာအောင်မယ်လို့ပြောပါတယ်။ဒါကိုကြတော့ဆီရီဟာသူ့နေရာကိုအမြန်ပြန်သွားပြီးယူကရိန်းစစ်သားတွေကိုစတင်ရှာဖွေပါတော့တယ်။အဲ့ဒီအချိန်မှာသူ့ရှိကသပွဲပေါ်မှာတင်ထားတဲ့တစ်သားရုပ်တုလေးကိုသူသတိထားမိသွားပါတယ်။ဆီရီဘာမှမလုပ်နိုင်ခင်မှာပဲမာဂိုလာကသူ့ကိုဝင်တိုက်ခိုက်ပြီးဓာတ်နဲ့ထိုးတက်လိုက်ပါတယ်။ရုံးရင်းဆန်ခဲ့အတန်တွေကြောင့်အဆောက်အုံတွေကနောက်ထပ်စနိုက်ပါတစ်ယောက်သတိထားမိသွားပါတယ်။အဲ့ဒီစနိုက်ပါသမားဘာမှမလုပ်နိုင်ခင်မှာပဲမာဂိုလာကသူ့အနာကိုလက်ပစ်ပုံတစ်လုံးပစ်ချလိုက်ပြီးပေါက်ကွဲမှုအတွင်းမှာအဲ့ဒီစနိုက်ပါသမားတေဆုံးသွားခဲ့ပါတယ်။အချိန်နှဲငယ်ကြာတဲ့အခါဆီရီခေါ်ထားတဲ့အခုဖွဲ့လေအဆောက်အုံကိုရောက်လာကြပြီးဆီရီတေသွားပြီဆိုတာကိုသူတို့မသိကြသေးပါဘူး။သူတို့ဆီရီကိုဆက်သွယ်ဖို့ကြိုးစားတဲ့အခါမာဂိုလာကဖုန်းကင်ပြီးသူတို့အားလုံးတေးရတော့မယ်လို့ပြောလိုက်ပါတယ်။ပြီးတော့သူက truck car driver ကိုပြတ်တက်လိုက်ပါတယ်။တနက်တန်ထွက်ပေါ်လာတာနဲ့တပြိုင်နက်ရုရှားစစ်သားတွေကြားရုတ်ရုတ်သေးသေးဖြစ်သွားပြီး truck car ပေါ်ကနေပြပြတလဲဆင်းကြပါတော့တယ်။သူတို့အတွက်ယူကရိန်းစနိုက်ပါတွေခြုံကိုစောင့်နေတယ်ဆိုတော့သူတို့မသိကြသေးပါဘူး။ယူကရိန်းစစ်သားတွေကအပြင်းထန်ပစ်ခတ်ပြီးရုရှားတွေကိုတယောက်ပြီးတယောက်တပ်ပစ်လိုက်ကြပါတယ်။ဒီမရှင်ပြီးလို့ရက်နှဲငယ်ကြာမှာတော့မာဂိုလာဟာသူ့ဇနီးရဲ့မြေပုံစီကိုသွားခဲ့ပါတယ်။သူ့ဇနီးနဲ့ဘုံမကြီးကိုတတ်ခဲ့တဲ့တာဝန်ရှိသူအားလုံးကိုတပ်ပစ်နိုင်ခဲ့ပြီဖြစ်လို့ဇနီးတွေကိုပေးခဲ့တဲ့ကတိပြေဝသွားပြီလို့သူခံစားလိုက်ရပါတယ်။အဲဒီနေရာမှာပဲမာဂိုလာဟာသူ့ရဲ့နောက်ဆုံးထွက်တဲ့အထိနိုင်ငံအတွက်ဆက်လက်တာဝန်ထမ်းဆောင်သွားမယ်လို့သစ္စာဆိုခဲ့ပြီးအဲ့ဒီနေရာကနေထွက်ခွာသွားခဲ့ပါတော့တယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်များမှာလည်းအခုလိုမျိုးစကားကောင်းတွေကို recap အနေနဲ့ပြန်လည်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို like and follow လေးလုပ်ပေးကြဖို့အားလုံးကိုတောင်းဆိုပါရခင်ဗျာ။